အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ EP လေးရောက်လာပါပြီဒီနေ့ရှင်းလို့ရေ EP 1 EP 2 EP 3ကြည့်ရတာဘယ်လိုအခြေအနေဘယ်လိုလဲကျွန်တော် comment ထဲမှာပြောပြပေးပါအောင်နားလေတလားကျွန်တော်ရှင်းပြတာတဘာပေါက်တလားပေါ့နော်ဒီနေ့ပြောမယ့်အကြောင်းကတော့အန်တီရဲ့နဲ့မကောင်းတော့အကျိုးဟုတ်ကဲ့ပါကျွန်တော် EP 1တုန်းကပြောပြခဲ့တဲ့ကောင်းတော့အကျိုးကိုပြောခဲ့ပြီးပြီပေါ့နော်ဒီ EP မှာကြတော့မကောင်းတော့အကျိုးဘာတွေရှိတယ်လဲဆိုတော့ကျွန်တော်ရှင်းပြပေးရှင်တာပေါ့နော်โอเคဒီကရှင်းတို့ရေအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မောင်ပြပါကျွန်တော် financial stability ကနေကျွန်တော်ကြိုးဆိုပါတယ်ခင်ဗျာဒီနေ့မကောင်းတော့အကျိုးဘာတွေရှိတယ်လဲဆိုတော့တကယ်ရှင်းတို့နံပါတ်1အခကြေးငွေဆိုတာဘာလဲဆိုတော့ဝန်ဆောင်ခပေါ့နော်ဝန်ဆောင်ခဆိုတာfund တခုဝယ်လို့ရှင်ဒီ mutual fund ပေါ့နော်အစိုးရရန်ပုံငွေပေါ့နော်ဝယ်တဲ့ချိန်မှာသူတို့ကငါတို့အတွက်စီစဉ်ပေးတဲ့အကြောင်းမလို့ငါတို့ကသူတို့ရဲ့စီစဉ်မှုခတွေကိုပေးရတာပေါ့နော်ဒါပေမဲ့ဘလောက်ကုန်တယ်လဲဆိုတာတကယ်ရှင်တို့အဲ့ဒီအထက်မှာဝယ်တဲ့ချိန်မှာကြည့်ထားတင်တာပေါ့နော်သူတို့ကောက်တာဘလောက်လဲfund တခုနဲ့မတူဘောနော်အစိုးရတပုံနဲ့မတူတချို့ပုံကတုံညာဒသမ1တုံညာဒသမ5ဒသမတုံညာအလိုမျိုးသူတို့ကဒါရခိုင်နှုန်းဘောနော်အလိုမျိုးတုံညာဒသမ1ရခိုင်နှုန်းတုံညာဒသမ5ရခိုင်နှုန်းဒသမတုံညာရခိုင်နှုန်းအလိုမျိုးဒါတိထားတင်ရတာဘောနော်ဘာဖြစ်လို့လဲဆိုတော့ဒီငါတို့ဝယ်တဲ့ဆိုရှယ်ရန်ပုံတွေကအမြတ်တွေလက်တက်မရှိတာနဲ့ဒီဝန်ဆောင်ခကြီးတာနဲ့ဆုံးရှုံးမှုတွေလည်းဖြစ်တတ်တယ်ဘောနော်ကျွန်တော်တို့တကယ်ရှင်းတော့အရင်ဖတ်ပြီးမှဝယ်တင်တယ်ဘောနော်โอเคနောက်ထပ်နှစ်ပတ်နှစ်ကတော့ပြောင်းလဲပြင်လွယ်မှုရှိမရှိဘယ်လိုလဲဆိုတော့ပြောင်းလဲပြင်လွယ်မှုဆိုတာရိုးရိုးရှင်းရှင်းပြောမယ်ဆိုတော့ဥပမာနဲ့ပြန်ပြောမှာဘောနော်ဘယ်လိုလဲဆိုတော့မန်နေဂျာဒီစေကွက်ကြတော့မဲ့ချင်းဆိုတာတီနဲ့သူချက်ချင်းလုံးလို့မရပါဘူးဘောနော်ဘယ်လိုလဲဆိုတော့ရုပ်တရက်မှာဥပမာကိုဗစ်လိုမျိုးအဲ့ဒီချိန်မှာတည်င်းတွေထွက်လာတယ်မလားလေရင်တွေဘာတွေနိုင်ငံပြင်ထွက်လို့မရအဲ့လိုမျိုးဆိုတော့တီနဲ့ဒီ stock ကြတော့မယ်ဆိုတာတီနဲ့ချက်ချင်းကိုထွက်လို့ထုတ်လို့မရပါဘူးပေါ့နော်အဲ့လိုမျိုးဘာဖြစ်လို့လဲဆိုတော့သူကလက်မှတ်ကိုတစင်းထိုးခိုင်းပြီးမှသူကလို့ရတယ်ပေါ့နော်အဲ့လိုမျိုးအကြောင်းမလို့ပြောင်းလဲပြင်လဲမှုဆိုတာမရှိဘူးပေါ့နော်ဒါတော့ငါတို့ကိုယ်တိုင်ပြင်လို့ရပါတယ်ဒါပေမဲ့အမြဲတမ်းတော့ဒီတည်င်းတွေကိုကြည့်ထားတဲ့ပေါ့နော်မကြည့်လဲဘာဖြစ်လို့ဆိုတော့အခုက social kid ပေါ့နော်တခုဖြစ်ဖို့ဆိုတာတည်င်းတွေတခဏလေးပဲငါတို့စီရောက်လာတယ်တကယ်ရှင်းတော့သိကြတယ်မလားဟုတ်တယ်ပေါ့နော်โอเคနောက်နံပါတ်3ကျတော့ပြောဆိုခွင့်ရှိမရှိတကယ်ရှင်းတော့ရေးဒါဘယ်လိုလဲဆိုတော့ဥပမာအနေနဲ့ငါတို့အဆူရှီယာတခုကိုဝယ်လိုက်တာပေါ့နော်ဒါပေမဲ့ဒီအဆူရှီယာတခုထဲမှာ stock တခုရှိတယ်မလားငါတို့ကမန်နေဂျာကိုတော့ပြောတယ်ဒီတခုဝယ်ဗလားဒီတခုမြဝယ်ဗလားဒီတခုနည်းနည်းဝယ်ဗလားအဲ့လိုမျိုးတော့ပြောခွင့်မရှိဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့သူတို့စီစဉ်ထားတဲ့အတိုင်းစချုပ်ထားတဲ့အတိုင်းအဲ့လိုလုပ်ရမယ်ဆိုတာအဲ့လိုမျိုးတည်ထားရတာပေါ့နော်တကယ်ရှင်းတော့ရဲ့ကိုတိုင်အဲ့လိုမျိုးလုပ်ချင်တယ်ကိုတိုင်စီစဉ်တတ်ချင်တယ်ဆိုတော့ကိုတိုင် stock ထဲမှာအကောက်ဖွင့်ပြီးတော့ကိုတိုင်စီစဉ်ရမှာပေါ့နော်ဒီ mutual fund ကြတော့သူတို့စီစဉ်ထားတယ်လို့သူတို့လုပ်ထားတယ်လို့ကိုလိုက်လို့ရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့mutual fund ဆိုတော့လူအများနဲ့မလို့ငါတို့စိတ်ကြိုင်တယောက်ထဲနဲ့လိုက်လို့မရပါဘူးပေါ့နော်နောက်ထပ်နံပါတ်4ကျတော့အမြတ်အစွန်းရဲ့အန်တီရဲ့ဘယ်လိုလဲဆိုတော့ဒီ EP 3တော့က EP 3လား EP နဲ့လာမသိမမီတော့သူကအမြတ်အစွန်းရဲ့အန်တီရဲ့အမြတ်စွန်းများလေအန်တီရဲ့များလေအမြတ်အစွန်းအလေအလတ်ဒါမဲ့ကိုရဲ့အန်တီရဲ့လည်းအလေအလတ်အမြတ်စွန်းနိတ်လေအန်တီရဲ့လည်းနိတ်လေအဲ့လိုမျိုးတဘာပေါက်ပြီလားကျွန်တော်လည်းရှင်းပြဖို့ကြီးအဲ့ဒီငွေချေးစာချုပ်ဝယ်လို့ရှင်အဲ့ဒါကျတော့အန်တီရဲ့နဲတယ်ဘာဖြစ်လို့ဆိုတော့ငွေပေးချေးတာအဲ့လိုမျိုးအဲ့ဒါကျတော့ငွေပြောက်ဖို့ဆိုတာအန်တီရဲ့တိတ်မရှိဘူးပေါ့နော်ဘာဖြစ်လို့ဆိုတော့ငွေပေးချေးတယ်ဆိုတာပြန်ရမှာတေချတယ်တကယ်လို့ကုမ္ပဏီတွေကတကယ်ကိုဖြစ်တော့လို့ရှင်တဲ့အရေးယူလို့ရှင်တော့သူတို့အရင်ဥစားပေးပြီးတော့ကျွန်တော်ပြောခဲ့ဘူးပြီး stock ကင်တဲ့လူနဲ့ငွေချေးစာချုပ်ကင်တဲ့လူကငွေချေးစာချုပ်ကင်တဲ့လူကိုပို့ပြီးတော့ဥစားပေးတယ်အဲ့လိုမျိုး stock ကင်တဲ့လူကျတော့နောက်မှသူတို့ပြန်ပေးတယ်အဲ့လိုမျိုးတ
ဘာပေါက်ပြီလားနောက်ထပ်တစ်စင်ကျတော့ stock ဆိုတာလေအဲ့ဒီ S&P 900တော့အစင်ကနပတ်ခွန်အစင်လိုမျိုးသူကအလေအလတ်ပေါ့နပတ်6နပတ်ခွန်အလေအလတ်တိုးပွားအရန်လက်မတိုးပွားတလို့ဒါပေမဲ့ဆုံးရှုံးမှုဆိုတာလေအရန်နေတယ်ဗောနော်အဲ့လိုမျိုးဒါပေမဲ့အရန်တော့မနေပါဘူးမြင့်မြတ်ကျွန်တော်ပြောခဲ့ဖူးတယ်ပဲမြင့်မြတ်ဆိုတာတနစ်မှာ30ရခိုင်နှုန်းဒါပေမဲ့ရှေ့ကင်မဒါပေမဲ့တခါတလေနှစ်ဆိုရင်တော့အများကြီးတက်တဲ့နှစ်လည်းရှိတယ်ပြီးတော့လည်းအများကြီးကြာတဲ့နှစ်လည်းရှိတယ်ကြာကင်လို့ရှင်တော့မြင့်မြတ်ပေါင်းပြီးတော့ပေါ့မြင့်မြတ်အဲ့လိုမျိုးဆိုရင်တော့30ရခိုင်နှုန်းအဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဒါအတိတ်ပေါ့နော်တမိုင်းကပေါ့နော်ဒါပေမဲ့အခုအနာဂတ်မှာအဲ့လိုမျိုးဖြစ်နိုင်မလားဆိုတာမသိဘူးပေါ့နော်ဒါပေမဲ့ဒီအခုချိန်2015ကနေနောက်ပြန်ဆုတ်လိုက်ဟို1993ကတည်းကဆိုရင်တော့ဒီ10ရခိုင်နှုန်းဆိုတာမြင့်မြတ်တေချာရခဲ့ဖို့တဲ့အဲ့လိုမျိုးဒါပေမဲ့အနာဂတ်မှာတော့ဘယ်လိုပြောင်းလဲမလဲဆိုတော့မသိဘူးပေါ့နော်ခေတ်တွေကတစ်မျိုးပြီးတစ်မျိုးပြောင်းလဲတယ်ဆိုတော့ဟုတ်ကဲ့ပါတကယ်ရှင်တို့တဘာဘာမလားမသိနားလေပါမလားမသိโอเค comment ထဲမှာပြောခဲ့ပါနော်တဘာပေါက်တာမပေါက်တာနားလေတာနားမလေတာအဲ့လိုမျိုးနောက်ထပ်လဲကျွန်တော်တင်ဆက်ပြမှာမလို့နောက်ထပ် EP ကဘာအကြောင်းပြောမလဲဆိုတော့အရင်ပြောပြမယ်မနော်နောက်ထပ်အကြောင်းကတော့ဒီ NAV ဆိုတာဘာလဲ Fun Facts Cheat ဆိုတာဘာလဲပြီးတော့ Bit ဆိုတာဘာလဲ Offer ဆိုတာဘာလဲအဲ့လိုမျိုးဒီအကြောင်းတွေကိုနောက် EP ကျရင်ပြောပြပေးမယ်ဟုတ်ကဲ့နောက်ဆုံးအနေနဲ့တကယ်ရှင်းလို့ရေယင်းနေမှုသူများကိုတိတော့အရာမှယင်းနေမှုတင်တယ်အကြောင်းမလို့တကယ်ရှင်းလို့ရေကိုမတိတော့အရာသွားပြီးတော့ယင်းမနေပါနဲ့အဲ့လိုမျိုးကျွန်တော်ပြောပြချင်ပါတယ်ပါနော်โอเคဒါလည်းပြောပြစမ်းမလို့ထင်တယ်တကယ်ရှင်းတော့လည်းတိပါတယ်ထင်တယ်နော်โอเคဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာလာရောက်ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်